တော့ကျွန်တော်ရက်တဲ့ဆိုင်တယ်သို့တော်လည်းကျွန်တော်တို့မြန်မာပညာရှင်တွေကညဝေတဲ့အနေပါတယ်ညသာပြန်တော့အတွေ့အကြုံပိုင်းကြီးရေးတာများတာတဲ့အတရားပိုင်းကြီးရေးတဲ့စာအုပ်တွေကျွန်တော်ပုံဖတ်ချင်အဲဒါကြောင့်မိမိအတွေ့အကြုံတွေကိုလည်းမြန်မာလူငယ်များသူကမြန်မာသံတမန်လူငယ်များအတွက်ညဝေတဲ့စီလာနဲ့ရေးရပါအဲ့ဒါထင်းလင်းကြောင်းရေးတာမဟုတ်ဘူးမြန်မာတန်တမန်တို့ကြောင့်ဒီကမျိုးမှာကျွန်တော်တရားတော်ဝင်တရားပြောဝင်တာမှုကြီးမြေရန်ကိုလည်းသမန်ကြီးအုပ်ကြီးသူ့မှာဆင်းနေတော်တော်လာပါတယ်အဲ့ဒီတွေ့ကြုံရမာလီလက်ထရတွေ့ကြုံဒီရောကလသမယာတွေ့ကြတာက9ချိန်တက်ခဲ့ပါအဲ့ဒီတွေ့ကြုံကိုကျွန်တော်တို့နည်းနည်းပြန်ပြချင်တာပါတောင်းကမှာပါတယ်အကြောင်းအဓိကတော့မာလီလက်ထရမာလီလက်ထရဆိုတာပါလေလက်ထရဆိုတာလည်းpublic diplomacy ဆိုတာပါလေ mediation ကပါလေအများကြီးတော့ပြောနေတယ်တော်တော်လေးပြောပါတယ်ဒါက bilateral relation လုပ်တဲ့အခါမှာဘယ်လိုတမန်ကြီးတွေပါလို့ကြတယ်အဓိကတော့ public diplomacy တွေ public diplomacy ကျွန်တော်တို့မိမိကိုဆက်လို့ခါရတဲ့နိုင်ငံကအစိုးရအတိုင်းဝိုင်းလိုက်အင်းကြီးအတိုင်းဝိုင်းလက်ရှိဝိုင်းသမားတိုင်းနဲ့ပဲဆက်စပ်တာကျွန်တော်ပြည်သူတွေနဲ့လည်းထိတွေ့ဆက်ဆံတာပါပါလေအဲ့ဒါကိုလည်းကျွန်တော်တို့ရိုင်းအားထုတ်လုပ်ခဲ့ပါတယ်အဲ့ဒါတွေကိုလည်းသိစီနေစီနေပြီးတော့ဥပမာကျွန်တော်ဘရူနိုင်းမှာလည်းအချိန်တောင်းထားတာဆိုတယ်အဲ့မှာကျွန်တော်က University of Brunei တက်လို့ဆိုလိုက်တော့စာအုပ်တွေယူပါတယ်မြန်မာနိုင်ငံကျောင်းစာအုပ်တွေနောက်နိုင်ငံပါတယ်ဒါကြီးနောက်ကမြန်မာကျွန်းပင်လူခဲ့ပါတယ်သူတို့က signage နဲ့မှတ်တမ်းတင်ထားပါတယ်အဲ့ဒီဟာကိုကြည်တိုင်းဆိုတော့မြန်မာပြည်ကိုလည်းသတိရတယ်မြန်မာကျွန်းပင်ဆိုတာသတိရကျွန်တော်နာမည်တော့မေ့တော့မှာဒါလည်း travel သို့တော်လည်းမြန်မာဆိုတဲ့နာမည်လေးကြား bilateral contact ဆိုတာဆောက်ခဲ့တာမီဒီယာလောကမှာပုဂ္ဂိုလ်များဘုရားဆောင်ဆွေးနွေးကြုံများတက္ကသိုလ်ဆရာဆရာမကြီးများနဲ့အထူးဖိတ်ကြားထားသောဧည့်သည်တော်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကျင်းပပြုလုပ်တဲ့အခမ်းအနားကတော့မြန်မာတက္ကသိုလ်တူဤဒီပလိုမေစီပုံရိပ်များစာအုပ်မိတ်ဆက်ပွဲပဲဖြစ်ပါတယ်ရှင်။အားလုံးမင်္ဂလာပါ။မြန်မာနိုင်ငံမှာပြည်ပနဲ့နိုင်ငံတကာဒေသရဲ့အဖွဲ့ကျွန်တော်တို့ခေါ်တော့ MICES ပေါ့လေ။မဟာကျင်းပပြုလုပ်တဲ့မြန်မာတန်တမန်တူရဲ့ဒီပလိုမေစီပုံရိပ်များစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကိုတရောက်လာကြသူအားလုံးကိုလိုက်လဲစွာကြိုဆိုပါတယ်။ဖွဲ့တဲ့ပတ်သက်ပြီးကျွန်တော်တို့အဖွဲ့ကိုမလာရောက်ခဲ့ဒီလူများကိုကျွန်တော်တို့ MICES ဖွဲ့အကြောင်းလေးကိုလည်းအနည်းငယ်ကျွန်တော်ကြောခဲ့တော့ကျွန်တော်ရှင်းပြလိုပါတယ်။မြန်မာနိုင်ငံမှာပြောတဲ့နိုင်ငံတကာဒေသရေးအဖွဲ့ဟာကမ္ဘာနိုင်ငံဒီကတတိပညာရှင်များအဖွဲ့အစည်းကြီးတူတဲ့နိုင်ငံတော်နဲ့ကျွန်တော်တို့ပြည်သူများအကျိုးကိုကြီးစုပြီးတော့ကျွန်တော်တို့ဒါဥပဒေနာစာတမ်းတွေရေးသားပြီးဒီတဲ့ကျွန်တော်တို့ဌာနပေါင်းစုံကိုကျွန်တော်တို့တင်ပြပေးနေရရှိပါတယ် Greetings from Myanmar Institute of Strategic and International Studies, MICES. We are the very first ever think tank in Myanmar. MICES is based in Yangon City and was formed in 1992 under the Ministry of Foreign Affairs Myanmar, MOFA. Being affiliated with MOFA since its establishment, MICES initially focused on foreign policy research and recommendations to the ministry in 1992. In 2022, MICES expanded its scope during its third term to cover a wide range of international and regional dynamics, including security, economy, and cultural affairs. Our structure reshuffles every 4-year term. We comprise distinguished executive board members, senior advisors, and part-time members from key government ministries. We have researchers and administrative officers attached from MOFA. In 1992, MICES began as an observer with ASEAN ISIS and became a full member by 2012. We maintain a wide range of regional engagements and networks, and we partner globally as well. Workshops and youth programs. We focus across foreign policy and strategic affairs. Regional integration and ASEAN cooperation. Bilateral and multilateral diplomatic engagement.
မြန်မာတန်တမန်တို့ဝီဒီပလိုမစီပုံရင်းများစာအုပ်ဝိဆက်ပွဲဖြစ်ပါတယ်။တမန်ကြီးဦးထင်နေကျွန်တော်လည်းငါဘက်မှာလည်းထိုင်နေပါတယ်။မြန်မာနိုင်ငံကျွန်တော်နိုင်ငံခြားရေးဝန်ကြီးဌာနမှာယာလူအစစ်စစ်တဲ့ကျွန်တော်တို့ပြည်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ဖြစ်ပါတယ်။နိုင်ငံတော်ရဲ့အကျိုးစီးပွားနိုင်ငံတော်ရဲ့မျက်နှာစာမှာကိုစားပြုဆောင်ရွက်ခဲ့တဲ့ဝါညက်တန်တမန်တို့လည်းဖြစ်ပါတယ်။နိုင်ငံခြားရေးဝန်ထမ်းတို့အနေနဲ့ bilateral diplomacy, multilateral diplomacy, conference diplomacy, public diplomacy စတဲ့တန်တမန်ရေးရာနယ်ပယ်မျိုးစုံမှာပါဝင်လှုပ်ရှားခဲ့လို့တာမကဘူး။နိုင်ငံတော်ရဲ့အကျိုးစီးပွားကိုနိုင်ငံတကာမျက်နှာစာမှာလည်းပါဝင်ထမ်းဖို့ဆောင်ရွက်ခဲ့တယ်ဖြစ်ပါတယ်။နိုင်ငံခြားရေးဒုဝန်ကြီးအနေနဲ့ကျွန်တော်တာဝန်ထမ်းဆောင်တဲ့စဉ်ကလည်းအထင်နဲ့ကျွန်တော်တို့ရဲ့ဒီညွှန်ကြားမှုချုပ်ဖြစ်ကျွန်တော်တို့နဲ့အတူပေါ့နော်နိုင်ငံတကာဆက်ဆံရေးကိစ္စရတယ်ဒီကဆိုတာလည်းဆောင်ရွက်ခဲ့တယ်ဖြစ်ပါတယ် စာပေလောကကျွန်တော်ငွေတော့စာပေလောကဆရာသိတယ်စာပေလောကတန်ငွေတော့ကျွန်တော်တို့ခွန်အားပေးတဲ့စာတွေအများကြီးထုတ်ပါတယ်ကျတော့ကျွန်တော်ထုတ်ပြင်စာပေလောကတိုင်းမှာပဲထုတ်တယ်လို့ကျွန်တော်ငယ်ငယ်တည်းဆိုတယ်တကယ်တမ်းမှာပါတော့ဘာငယ်အားပေးရလို့ကျေးဇူးတင်ပါတယ်နေဆိုအဲ့မှာဘာတွေပါလဲခုနအချိန်ငယ်ရတော့ဆရာမတို့ကိစ္စကြီးညောင်ရေးလို့ရတယ်နော်ဒီစားမဲ့ဘာသာရ migration နဲ့ပတ်သက်တဲ့ကိစ္စ migration diplomacy က diplomacy ကျွန်တော်လည်းတော့ multilateral diplomacy ကိုခက် multilateral ကအများကြီး more than two တို့လည်းစတဲ့နဲ့တော့ခက်တယ်ခိုင်ရကကြောက်ချင်းဆရာမတို့ဆရာမပြောနေတယ် corporate diplomacy ဘယ်မှာရှိနေပြီလားမေး already with us reform လုပ်တဲ့ဆိုတာကရှိပြီးသား stability ကိုပြောင်းနောက်ဖြစ်လာမဲ့ instability အတွက်ကြိုတင်ပြင်ဆင် anticipating the instability in future and preparing ourselves for that challenge အဲ့ဒါ reform ကိုရေးရလို့ပို့တယ်right နောက်ဆုံးမိတ်ကြတော့ reform ဒီရန်သူမဟုတ်မိတ်ဆွေဖြစ်ပြီအဲ့ကျွန်တော်ကအဲ့ရပဲချင်းရေးတာလေကျွန်တော်ရွေးကောက်ပွဲပြီးလို့ပြီးချင်းနောက်ကြလာတဲ့တာဝန်လာမဲ့ဆိုတာနဲ့ဒါချဲ့တဲ့စမ်းနေဆိုဒီနေ့မှာပါပါတယ်အဲ့တော့ကျွန်တော်ဒီမှာ reprint လုပ်ထားပါတယ်ဘာကြောင့်လဲဒီနေ့ကဒီလိုတိုင်းမဖတ်ကြည့်ကြဘူးကျွန်တော်တို့မှတ်နိုင်အောင်လုပ်ချင်တယ် ယခုလိုမြန်မာတန်တမန်တူရီဒီပလိုမစီပေါင်းရင်းများဆောင်နေပတ်သက်ပြီးတော့တကယ်စုံ research ရှင်းလင်းကြောကြားပေးတာမှာတော့တန်ဖက်ကြီးဦးထင်လင်းအားတူပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးတော့စီစဉ်ရာဆက်ရောက်လာတဲ့ဧည့်သည်တော်ကြီးများမှာစိတ်လေးကြောကြားလို့ရပြောကြားလို့ဒီများရှိပါကကြောကြားနိုင်ပါရန်တားပါရရှင် ကျွန်တော်နဲ့ဒီစာရေးဆရာပေါ့နာမည်ဦးထင်လင်းနော်ဟိုချောင်းဒီကနေ့ကျတော့ကျွန်တော်တို့က1990ချိန်မှာနိုင်ငံပြည်သူ့နာဖက်တဲ့အနေနဲ့ဆောက်နေသိခဲ့တာပါလုံခဲ့တဲ့ပေါင်း36နှစ်ကာလမှာဒီပုံကိုအခုပြည့်ရတဲ့ထားမျိုးပြန်ပြီးတော့ချင်းချုပ်ပြောပါကျွန်တော်တမန်လောကမှာဒီ specialist မရှိပါဘူး ဒါတည်းကတော့ပြောပေါ်မှာဖိုင်ပုံနဲ့ပြောနေတဲ့ကဆက်ဆိုင်တဲ့နိုင်ငံပြည်ပြန်ထားတာပါဒီပွဲကိုဖိတ်တဲ့အတွက်လည်းကိုယ်ယူရတာပါရှင်အကဲလို့ကျွန်မပထမဆုံးဒီစက်တာတော့မမမျိုးကခေါ်တဲ့ပွဲဒီမှာနေဘူးလားပေါ့နော် conference ပွဲတွေတော်တော်များဒီ activities တွေတော်တော်များမှာတော်တော်လေးပွဲထိနိုင်တဲ့ angle ဖြစ်မြင်ရတယ်ပေါ့နော် ဟုတ်ကဲ့ဒီစာအုပ်ထဲမှာပါတဲ့ဟာတွေခုန slide နဲ့ရှင်းပြသွားတော့တော်တော်လေးတော့ခြုံငုံမိပါတယ်ဒါပေမဲ့မဖတ်တဲ့အဖုံးကြည့်ပြီးတော့ကြိုက်နေတာတော့ပို့ချွေးနောက်က60စကလုံးမျိုးပါကိုယူပါတကယ်ချင်းတကယ်ကိုကျိုးကျိုးဆာဆာနဲ့ရရုပ်ခုယူအောင်နေမကပဲနဲ့တခုခုကိုခြံနိုင်ခဲ့တယ်ဆိုတာမနေပါဘူးစီဝိုင်းလောကမှာဖြစ်ဖြစ်ဘူးလို့တဏ္ဍမလောကမှာပဲဖြစ်ဖြစ်အားလုံးတော့လုံနေကြတာပဲဒါပေမဲ့ချမ်းသွားတာပဲဒါပေမဲ့ဘာတွေချမ်းသွားလဲဒါပေမဲ့တကယ်ရင်ချမ်းသွားတဲ့ဒီအမွေနေ့ကလေးတေးသေးလေးတွေနဲ့တော်တော်လေးထောက်ကူပြုပါတယ်အဲ့ဒါဘယ်လိုထောက်ကူပြုလဲလက်ရှိအလုံးလုံးနေတဲ့လူတွေအတွက်ပါထောက်ကူပြုတယ်နောက်လူတွေအတွက်မလာသေးနဲ့ဟုတ်အဲ့တော့ဆက်လက်ပြီးတော့လည်းဒီလိုအကျိုးပြုမဲ့အမွေနေ့လေးတွေနည်းနည်းပါးပါးစီထားသွားပေးပါလို့၆သားတယောက်နေနဲ့ပြန်လည်ပြီးတော့တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်
ကယ်တော့ငယ်ငယ်လေးကနေရာဒီ robot လုပ်ချင်တာသိဖြစ်ချင်တာ robot မဖြစ်ခဲ့ဘူးကမ္မပါလို့ပေါ့အဲ့လိုအမျိုးရိုးကတော့ဒီ robot ကျွန်တော်နေဘက်ကဦးလေး3ယောက်က ယခုလိုဝင်ရောက်ဆွေးနွေးပေးတာတော့ဧည့်သည်တော်ကြီးများအားလုံးကျေးဇူးများကြီးတင်ရှိပါတယ်ရှင်အခုစာအုပ်နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီအခုစာအုပ်ကတော့စာပေလောကစာအုပ်တိုက်ကထုတ်ပြီးခဲ့ပြီးတော့တန်ဖိုးအပြင်ကောင်းရှိပါတယ်Yankel Events News, we're on the air, sharing what's happening everywhere.